အားလုံးမင်္ဂလာပါရှင်အခုကထက်အပြင်လေးကိုရောက်နေတဲ့အချိန်မှာထက်လေအော်ထိုင်နေနဲ့လေတခုခုလေးတော့မျှဝေပေးခြင်းတယ်ဆိုပြီးစိတ်ကလေးပေါ်လာလို့ပါအခုဆိုရင်ထက်အသက်40ရောက်ပြီပေါ့နော်ထက်အသက်40မှာထက်တို့40ဝန်းကျင်ဆိုတဲ့အခါကျတော့တွေ့အကြုံနေဘဝရဲ့အနေအမြင့်နေကောင်းခြင်းဆိုခြင်းတွေအများကြီးဖျက်ကျော်ခဲ့ပြီးပြီလို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ထက်တို့ကဒုတိယအရွယ်ရောက်သွားပြီလို့နော်ဒုတိယအရွယ်ရောက်တဲ့အချိန်မှာကိုပြန်ပြီးတော့ကိုယ့်ရဲ့တက်တန်းတစ်လျှောက်ကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာဆောနာပြောသူလိုပဲအကောင်အဆိုးအကျိုးအကြောင်းအများကြီးပဲပေါ့နော်အကြုံခဲ့ပြီးပြီကြုံခဲ့တဲ့အခါမှာထက်တို့ကကိုယ့်ရဲ့လက်ကျန်အချိန်ကထက်တို့အတွက်ကိုယ့်အတွက်ရောနောက်တန်းနေရာအတွက်ရောဘာတွေလုပ်ပြီးပြီလဲဆိုတာကိုပြန်စဉ်းစားမိတယ်ပေါ့နော်အဲ့တော့ကိုနဲ့ကိုမိသားစုဆိုလို့ရှိရင်လည်းဒါဘာပြောဒါအခြေအနေတစ်ခုတော့ရောက်သွားပြီပေါ့နော်အခြေအနေတစ်ခုရောက်သွားပြီသမီးလေးတွေအတွက်ဆိုလို့ရှိရင်လည်းအရင်ပူစရာမလိုတဲ့အခြေအနေကိုရောက်နေပြီမိဘတွေအတွက်ဆိုလို့ရှိရင်လည်းကိုလှုပ်ပေးကင်ပေးနိုင်တဲ့အနေအထားတစ်ခုရောက်နေပြီပေါ့နော်နောက်ပြီးတော့ထက်ကိုနဲ့ကိုမိသားစုပြီးတော့ပတ်ဝန်းကျင်ကိုပြန်ပြီးကြည့်တယ်ပေါ့ပတ်ဝန်းကျင်ကိုပြန်ပြီးကြည့်တဲ့အခါကျတော့ပတ်ဝန်းကျင်ကိုဆိုလို့ရှိရင်လည်းထက်သည်ကိုနဲ့ထိစပ်ပတ်သက်နေတဲ့ကိုနာမှာရှိတဲ့သူတွေဆိုလို့ရှိရင်ကောင်းကျိုးတွေအများကြီးမျှဝေပေးခဲ့ပြီးပြီလူတွေတောင်းချီတိမ့်ချီအရေးအတွက်အထီထက်ကောင်းကျိုးချမ်းသာတွေရရှိဖို့အတွက်ထက်ဘာကိုမှမမျှော်လင့်ဘဲနဲ့အဖြူရောင်စေနာတက်နဲ့ပဲထက်မျှဝေမှုတွေအများကြီးလုပ်ခဲ့တယ်ဘယ်ကလေးရလဲဆိုတော့2019ကိုဗစ်မတိုင်ခင်ကလေးက2018လောက်ကလေးကထက်ကတောက်လျှောက်မှာ sharing တွေလုပ်တယ် live တွေလွှင့်တယ်နောက်ပြီးတဲ့ခါကျလို့ရှိရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ထပ်တို့ TikTok မှာဆိုလို့ရှိရင်လည်းဒါမျှဝေမှုတွေအများကြီးလုပ်တယ် TikTok YouTube Facebook page เนาะပြီးတဲ့ခါကျရင်ထပ်တို့တွေဒီ live တွေပေါ့เนาะအများကြီးကနေထက်မျှဝေမှုတွေလုပ်ခဲ့တယ်အဲ့ဒီအတွက်ကိုကျင့်တတ်တယ်အခုလက်ရှိအခြေအနေမှာထပ်ဒီနေရမလားဆက်သွားရမလားဘာဖြစ်မလဲစိုးမလားကောင်းမလားမှောင်မလားဘယ်လိုခေါ်မလဲလင်းမလားကြိုက်တာလာခဲ့အားလုံးကိုလက်ခံနိုင်တဲ့အရေးချင်းတွေအများကြီးရှိနေပြီဆရာကောင်းသမားကောင်းတွေနဲ့လည်းအများတန်းတွေ့တယ်ကိုဆုံးမပြသပေးတဲ့သူတွေလမ်းပြပေးတဲ့သူတွေနဲ့လည်းအများတန်းကြုံရတယ်နောက်တစ်ခုကိုအခွင့်အလမ်းကောင်းနေပေးတယ်ဒီကိုရဲ့အဆောင်ရှောက်တွေပေါ့နော်ပုံကိုယ်တွေရဲ့ကျေးဇူးနဲ့ပေါ့နော်တကယ်ကိုပဲအခွင့်အလမ်းကောင်းတွေလာပေးတယ်မိခင်ကဲ့သို့သောသူတွေနောက်ပြီးဆရာသမားကဲ့သို့သောသူတွေအများကြီးဆောက်ရှောက်ခြင်းကိုခံရတယ်နောက်ပြီးထက်က18ချက်21ရက်ကိုလည်းလုတ်ခဲ့တာ9နှစ်ဝန်းကျင်လောက်ရှိသွားပြီဖြစ်တဲ့အတွက်အဲ့ဒီအကောင်းကျိုးချမ်းသာကလည်းထက်စီမှာအများကြီးရရတယ်ပတ်ထန်းနဲ့မဟာသမ ्या တို့ရဲ့ဒါနာဘရိတ်ရဲ့နောက်ပြီးတဲ့ခါကျလို့ရှိရင်အဋိဌံပေါင်းမြောင်များစွာပေါ့နော်တရဏဂုံဒိဋ္ဌံတို့နော်တရဏဂုံပြီးတဲ့ခါကျလို့ရှိရင်ဂုံတော်ပဋ္ဌာန်းပေါ့ဒါမျိုးတွေစိတ်တယ်ပြီးရင်ဖတ္တတလောကဓမေဟိဆိုရင်တောက်လျှောက်ရွတ်လာခဲ့တာတော်တော်ကြာနေပြီအဲ့လိုမျိုးတွေပေါ့နော်ကိုယ့်စီမှာဒီကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီတရားထိုင်တဲ့ကိစ္စတွေဒီနှစ်မှာဆိုတိုးပြီးလှုပ်လာနိုင်တယ်အရင်နှစ်တွေကတော့မှနိုင်ဝက်တော့ပဲလှုပ်နိုင်တယ်ဘုရားတရားကိုပေါ့နော်အခုဆိုရင်2နာရီလောက်ထိကိုထပ်လှုပ်နိုင်လာပြီဘာသာရေးမှာပြန်ကြည့်ရင်လည်းကျေနပ်စရာကောင်းတဲ့အတွက်အခုအသက်40ဆိုတဲ့အခြေအနေမှာထက်ကိုကျင်းနေပါတယ်ကိုနာရှိတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်